အာမဟာဂိုးသွင်းတာဂိုးဖန်တီးတဲ့နေရာတွေမှာပေါင်ရင်ပတ်သက်ခြင်းမရှိပေမဲ့သူ့ရဲ့တိုးတို့တွေကတစ်ဖက်မင်္ဂလာပါခင်ဗျာ2016ခုနှစ်မတ်လ1ရက်တနင်္ဂနွေနေ့ဒီနေ့ည8:00နာရီခွဲမှာတော့မန်ချက်စတာယူနိုက်တက်ဟာခရစ္စတယ်ပဲလေကိုအိမ်ဝင်အိုထရက်ဖို့မှာအခန့်ကစားရမှာဖြစ်ပါတယ်နောက်ဆုံးတွေ့ဆုံခဲ့တဲ့9ပွဲမှာမန်ချက်စတာယူနိုက်တက်ဟာတပွဲသာနိုင်နာပြီးတပွဲတည်း3ပွဲရှုံးထားပါတယ်ဒါကြောင့်ယူနိုက်တက်ဟာသတိကြီးကြီးထားပြီးရှင်ပြန်ရမှာဖြစ်ပါတယ်လူစင်းကတော့အရင်အေဗာတန်နဲ့ပွဲကအတိုင်းပွဲထက်လာဖို့များပြီးထောင်တိုက်ဆက်မှာဆက်စကိုပွဲထက်လာမလားစောင့်ကြည့်ရမှာဖြစ်ပါတယ်အာမတ်ကို line up ကနေထုတ်ပြီးအပူမကိုညာတောင်ပံဖို့ပလန်ဒါမှမဟုတ်အာမတ်ရဲ့အားကိုးရတဲ့တိုးလုတ်တွေကိုထပ်ပြီးမြင်တွေ့ရမလား line up ထွက်လာရင်တော့သိရမှာပါဒီနေရာမှာပြောစရာတစ်ခုကအာမတ်ဟာဂိုးသွင်းတာဂိုးဖန်တီးတဲ့နေရာတွေမှာပေါင်ရင်ပတ်သက်ခြင်းမရှိပေမဲ့သူ့ရဲ့တိုးလုတ်တွေဟာတစ်ဖက်ခန်းစစ်သမားတွေအတွက်အာယုံနောက်ဆရာကောင်းပြီးနေရာလွတ်တွေဖြစ်ပေါ်လာစေတာကိုတော့ငြင်းလို့မရပါဘူးအာဖရိကကစားသမားပြီးစတာမီနာရန်ကောင်းတယ်လို့မခုံပကတ်နောက်ထပ်ထိဆင်းခုတာကြောင့်လဲဒါတော့အသက်ရှူချောင်ရပါတယ်တူးတဲ့မြင်ရဆိုရင်တော့အာမတ်ကဂိုးသွင်းဖို့နဲ့ဂိုးပန်တီးဖို့လိုနေတာမှန်ပေမဲ့သူ့ရဲ့ကစားပုံရတော့ထွေထွေထူးထူးအပြစ်ပြောနေစရာတော့မရှိပါဘူးဒီဆန်နိုမာဒီနက်စာခရစ္စတယ်ပဲလေးနဲ့ပွဲမှာပါဝင်ကစားနိုင်ဖို့တော်တော်လေးမသေးကြတဲ့အခြေအနေမှာရှိနေပြီးပွဲထွက်လူစင်းမှာပါဝင်လာဖို့အခွင့်အလမ်းနည်းနေပါတယ်ယာယီနီးပြမန်ဂကာရက်ကမာတီနက်ရဲ့ချွေလုံးချက်သားတိုင်ရန်ဟာအသေးစားတာဖြစ်ပြီးနောက်ထပ်ရက်ပိုင်းအတွင်းပြန်လာနိုင်မယ်လို့ပြောကြားခဲ့ပေမဲ့နောက်ဆုံးရရှိထားတဲ့အသင်းသတင်းတွေအရတော့ဒီပဲရစ်နဲ့ပွဲဟာသူပြန်ကစားဖို့အတွက်စောလွန်းနေသေးတဲ့ပုံစံမျိုးဖြစ်နေပါတယ်။သူဟာပြီးခဲ့တဲ့အေဗာတန်ကို1-0နဲ့နိုင်ခဲ့တဲ့ပွဲစဉ်မှာလည်းလွဲချော်ခဲ့ပြီးအခုအိုထရက်ဖို့မှာကစားမဲ့ပွဲအတွက်ကြက်ခိုင်မှုပြေးဝကြောင်းအတိပြုချက်မရရှိသေးပါဘူး။ဒါပေမဲ့မာတီယက်မပါနိုင်ခဲ့တဲ့အေဗာတန်နဲ့ပွဲစဉ်မတိုင်ခင်မှာလည်းဒဏ်ရာရခဲ့တဲ့သတင်းကတိတ်မထွက်ခဲ့တာကြောင့်ဒီပဲလစ်နဲ့ပွဲမှာလည်းမန်ကာရက်ကနီးပြူဟာအရာလှုပ်ဝက်ထားသေးသလားစောင့်ကြည့်ရမှာဖြစ်ပါတယ်။အရင်ကတည်းကဒဏ်ရာရှိနေတဲ့မေဆင်မောက်ပတ်ထရစ်တိုကူနဲ့ဒယ်လီစတိုကတော့တေချာပေါက်ဒီပွဲကိုဆက်လက်လွှဲချော်အောင်ပါပါ။ကမန်နာရရလက်ကတော့အင်ကွင်းဆိုကစားအပူကောင်းလေးရှိတဲ့ယူနိုက်တက်က2ဂိုးပြတ်နဲ့အနိုင်ရရှိသွားမှာပါ။ကြည့်ရှုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့။တဒါ